ဆိုင်ကကိုကြီးရဲ့တော့ဖုန်းလိုချင်တယ်သူမိမတယ်လေဆောင်ပေးချင်တယ်ပိုကြိုက်နေတဲ့ကင်မရာပိုင်းမိုက်လေးဆိုလို့ကျွန်တော်တို့ပိုချုံကနေဒီကျွန်တော်တို့ဒီလောရက်ပလာဇာတီကိုလာရောက်ပြီးမှဖုန်းလာဝယ်တယ်ပေါ့တဲ့လောရက်ပလာဇာကျွန်တော်အရင်ကလည်းဒီမှာပဲဝယ်တယ်ကျွန်တော်ခိုင်နေတဲ့ဖုန်းကလည်းဒီမှာပဲဝယ်တယ်ဟုတ်တယ်အဲ့ဒါနဲ့ဒီကသူကကြီးတော့သူမိမအတွေ့တဲ့သူရဲ့မိမအတွေ့ထောင်တန်းနဲ့ထောင်းနေရတဲ့ကင်မရာပိုင်းနဲ့ TikTok ဆော်လို့ရတဲ့အပိုင်းကိုဘယ်အားဆိုင်မှဝယ်မယ်လို့ပြောတာအဲ့ဒါနဲ့ကျွန်တော်တို့တော့ကြည့်လိုက်တော့1500တန်ပေါ့ဒီနောက်ဆုံးပေါ့ Reno ဒီ Oppo Reno 50F လေးကိုကျွန်တော်တို့တော့တွေ့တယ်အဲ့ဒါနဲ့သူလည်းစိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်တို့အဲ့လေးကိုဝယ်ဖြစ်ပါတယ်ဒီ Reno 50F ကတော့ဈေးလေးမဆိုးပါဘူး1500လောက်ပဲရှိပြီးမှကင်မရာပိုင်းဆိုရင်လည်းတိတ်သားမိုက်တယ်ကျွန်တော်တို့နောက်က background တွေကိုလည်းဝါသွားစေတယ်ဒီတကယ်ကင်မရာတွေနဲ့ရိုက်တယ်လို့ပဲ antic look ဆရာထောင်လို့ဘူးเนาะလက်ပုံတွေရိုက်ပြီးပြီဆိုရင်လည်းချက်ချင်းကို AI နဲ့ပြုပြင်ပေးပါတယ်ပုံလေးရပြီဆိုတော့နောက်ကလူတောင်မဆောင်ပဲနဲ့ပြန်တော့ပါပြီလို့ပြောပါเนาะ share ကိုပဲတန်တမမပဲမိမောင်းလောလို့တော့မကြည့်တော့ဘူး